ဒီနေ့တော့ဆေးပညာလောကမှာ silent killer လို့သတ်မှတ်ထားကြတဲ့ hypertension သွေးတိုးရောဂါအကြောင်းပြောမယ်။ဘာကြောင့်အတန်တိတ်လူသက်သမားလို့ပြောကြတယ်လဲဆိုတော့ယောဂရဲ့အစာပိုင်းမှာလက္ခဏာတွေသိသိသက်သာမပြဘဲနဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာတဲ့ခါကျမှယောဂလက္ခဏာတွေပေါ်လာလို့ပါပဲ။ WHO နဲ့ပြည်တွင်းကျန်းမာရေးစစ်တမ်းတွေအရမြန်မာနိုင်ငံရဲ့အသက်18နှစ်နဲ့69နှစ်ကြားလူဦးရေမှာ30ကနေ35ရာခိုင်နှုန်းလောက်ကသွေးတိုးရောဂါကိုခံစားနေရပါတယ်။သွေးဖိအားမြင့်တက်နေတာကိုသွေးတိုးတယ်လို့ပြောတယ်။သွေးဖိအားဆိုတာကနှလုံးကနေခန္ဓာကိုယ်နှံပြားကိုသွေးတွေပို့တဲ့အခါမှာသွေးလွှတ်ကြောနံရံပေါ်ကိုတက်ရောက်တဲ့ဖိအားကိုခေါ်တယ်။နှလုံးကနေသွေးကိုပိုအားစိုက်ထုတ်ပြီးညှိရတဲ့အခါဒါမှမဟုတ်သွေးလွှတ်ကြောတွေကျင်းပြီးတော့တောင့်တင်းလာတဲ့အခါမှာသွေးဖိအားတွေမြင့်တက်လာတယ်။အကြောင်းဖြစ်တယ်လဲဆိုရင်အဓိကအဖြစ်2မျိုးခွဲနိုင်တယ်။ Essential or primary hypertension အကြောင်းရင်းတိကျမရှိဘဲနဲ့မျိုးရိုးကြောင့်အသက်အရွယ်ကြောင့်နေထိုင်မှုပုံစံတွေကြောင့်ဖြစ်တယ်။90ရာနေ95ရာခိုင်နှုန်းခန့်က essential hypertension ဖြစ်ကြတယ်။နောက်တစ်ခုက secondary hypertension ကျန်တဲ့9ရာခိုင်နှုန်းကနေ10ရာခိုင်နှုန်းကတော့အခြားယောဂတစ်ခုအကြောင်းဖြစ်တယ်။ဥပမာကြောက်ကပ်ယောဂဟော်မုန်းဆိုင်ရာယောဂတိုင်းရိုက်ဟော်မုန်းလိုမျိုးပေါ့နော်။နောက်တစ်ခုကကိုယ်ဝန်ဆောင်ချိန်သွေးတိုးတာတချို့သောဇီဝတွေကြောင့်လည်းသွေးတိုးနိုင်တယ်။ sleep apnea လို့ခေါ်တဲ့အိပ်နေစဉ်အသက်ရှူရခြင်းတွေကြောင့်လည်းဖြစ်နိုင်တယ်။အစပထမပိုင်းမှာတော့ယောဂလက္ခဏာမပြတာများတယ်။သွေးအရန်တိုးလာမှဒါမှမဟုတ်နောက်ဆက်တွဲပြဿနာတွေဖြစ်လာမှသိတာများတယ်။ပြင်းထန်စွာခေါင်းကိုက်တာအထူးသဖြင့်နောက်စေ့ပိုင်းမှာပေါ့နော်။ခေါင်းမူးတာရင်တုန်တာရင်ဘတ်အောင့်တာအသက်ရှူကျပ်တာအမြင့်အာရုံဝေဝါးတာနှာခေါင်းသွေးယိုတာနားထဲမှာဆူညံတန်တွေကြားတာပခုံးတွေလေးတာဇက်ကြောတက်တာတွေဖြစ်နိုင်တယ်။သွေးတိုးရောဂါဖြစ်နိုင်ခြေများတဲ့လူတွေကတော့အသက်အရွယ်ကြီးလာလေးဖြစ်နိုင်ခြေများလေးပါပဲအထူးသဖြင့်အသက်60ကျော်လူနာတွေတတိထားရပါမယ်မျိုးရိုးမှာရှိနေရင်လည်းဖြစ်နိုင်တယ်အဝလွန်ခြင်းကြောင့်လည်းသွေးဖိအားမြင့်တက်နိုင်တယ်အငံတက်နဲ့အဆီတွေအစားများတဲ့သူတွေဟင်းသီးရွက်နဲ့သစ်သီးဝလံအစားနေတဲ့သူတွေကိုယ်လက်လှုပ်ရှားမှုနေတဲ့သူတွေဆေးလိပ်တောက်တဲ့လူအရက်အလွန်ချွန်တောက်တဲ့လူတွေစိတ်ဖိစီးမှုများတဲ့သူတွေတတိထားရမယ်စီးချိုယောဂကြောက်ကပ်ယောဂအိမ်နေစဉ်အသက်ရှူရခြင်းယောဂတွေရှိတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်သွေးတိုးယောဂကိုမကုသဘဲထားမယ်ဆိုရင်ပြင်းထန်တဲ့နောက်ဆက်တွဲတွေဖြစ်နိုင်ပါတယ်လေပြတ်ခြင်းနှလုံးပျက်စီးခြင်းနှလုံးသွေးကြောကျဉ်းခြင်းစတဲ့နှလုံးယောဂတွေကြောက်ကပ်ယောဂတွေမျက်စိအမြင့်အာရုံဆုံးရှုံးတာတွေသတိမေ့လျော့ခြင်းမှန်ညံချို့ယွင်းခြင်းစတဲ့အုံနောက်ဆွမ်းဆောင်ရည်ကျဆင်းခြင်းတွေသွေးကြောမကြီးဖောင်းတာတွေဖြစ်နိုင်ပါတယ်သွေးကြောမကြီးဖောင်းပြီးတော့ပေါက်ထွက်မယ်ဆိုလို့ရှိရင်အသက်အန္တရာယ်ထိအောင်စိုးရိမ်ရတယ်သွေးတိုးယောဂနဲ့ပတ်သက်ပြီးတော့ဆောင်ရန်တွေကိုဆက်ပြောပါမယ်ပထမဆုံးလုပ်ရမယ့်အရာတွေကိုပြောမယ်သွေးပေါင်ချိန်ကိုပုံမှန်စစ်ဆေးပါဓမ္မရည်နဲ့ညွညွတ်တဲ့အစားအစာတွေကိုစားပေးပါစားလျှော့စားရပါမယ်စားကိုတစ်နေ့ကိုလက်ဖက်ရည်စွန်းတစ်စွန်းထပ်ပိုမစားသင့်ပါဘူးဟင်းသီးဟင်းရွက်သစ်သီးဝလံနဲ့အဆီနဲတဲ့အစားအစာတွေပိုစားပေးမယ်ငါပြောသည့်သားငါအာလူးလိုမျိုးပိုတက်ဆီယမ်ကျွဲဝါတဲ့အစားအစာတွေပိုစားမယ်ကိုယ်လေးချိန်ထိန်းရမယ်လမ်းလျှောက်ရေကူးစပိန်စီတာလိုမျိုးလေ့ကျင့်ခန်းလေးတွေလုပ်ပေးရမယ်ဆေးလိပ်ဖြတ်မယ်အရက်လျှော့တောင်းမယ်စိတ်ပစ္စည်းမှုလျှော့ချမယ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုပုံမှန်စားမယ်မလုပ်သင့်တာတွေကတော့အငံတက်များတဲ့အစားအစာအဆီများတဲ့အစားအစာတွေရှောင်မယ်တကြားများတဲ့အစားအစာလျှော့စားမယ်ဆေးလိပ်အရက်ရှောင်မယ်စိတ်ပစ္စည်းမှုနည်းအောင်နေမယ်ဆေးကိုကိုယ်သဘောနဲ့ကိုလျှော့တောက်တာဆေးဖြတ်တာမျိုးမလုပ်ရဘူးသွေးတိုးနဲ့ပတ်သက်ပြီးသတိထားရမှာကသွေးတိုးယောဂဆိုတာကြာရှည်ထိန်းချုပ်တရတဲ့ယောဂဖြစ်လို့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှတရားလိုက်နာဆောင်ရွက်ဖို့အရေးကြီးပါတယ်အားလုံးပဲယောဂကင်းစင်ကျန်းမာပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ